အခုသတင်းကောင်းလေးတစ်ခုပြောပြခြင်းတယ်ကျမရဲ့အမပေါ့နော်အမကြီးရဲ့တငယ်ချင်းအသက်60ကျော်ပြီပေါ့သူ့တငယ်ချင်းအသက်ကင်ဆာဖြစ်တာဒုတိယအဆင့်ဒါသတင်းကောင်းမနော်မင်္ဂလာသတင်းပေါ့နော်ဒုတိယအဆင့်အဲ့တော့ तू ကကျမကိုမေးတယ်သူ့တငယ်ချင်းကို तू သွားကြည့်မယ်တဲ့ဘာလေးလက်ဆောင်ဝယ်သွားရင်ကောင်းမလဲတဲ့ကင်ဆာဒုတိယအဆင့်ဖြစ်နေတယ်ဆိုတော့အဲ့ဒါကျမပြောလိုက်တယ်ဟဲ့ဒုတိယအဆင့်ဖြစ်နေရဆိုလို့ရှိရင်ပတ်စံပေးရင်လည်းမကောင်းဘူးသူများချမ်းသာတယ်နော်အသီးပေးပြန်တော့လည်းမစားနိုင်ဘူးစားလို့မရဘူးစားလို့မရဘူးဆိုတော့ तू ဓာတ်ကင်ဖို့စောင့်နေတာနော်စောင့်နေတာဆေးရုံမှာပေါ့လေ तू ចောင်းနေပဲတငယ်ချင်းဆိုတော့အဲ့နဲ့ကျမအကြံဉာဏ်ပြုလိုက်တယ်ဟဲ့နင်ကလဲလို့ရှားဆောင်ပေးလိုက်ပေါ့လို့ဒီရှားဆောင်ပေါ့နော်ဒီရှားဆောင်လေးကိုဓာတ်ပေါ့လက်ဆောင်ဖြစ်ယူသွားလိုက်ပေါ့လို့နဘူးလောက်ယူသွားလိုက်ပေါ့တော်ရောပေါ့လို့အဲ့လောက်ဆိုရင်ပေါ့နော်ရှားဆောင်ဆိုလို့ရှိရင်ဘာပဲပြောကွာ तू ကင်ဆာဒုတိယအဆင့်တော့ဖြစ်နေပြီဆိုတော့ဘာပဲပြောသူ့ကိုတောက်ပါလို့နိုးစော်ပြီးသူ့ကိုပြောပြလိုက်ပါလို့ तू တောက်တာမတောက်တာ तू ကိစ္စနော်ပြောပြရမှာကိုဝတ်တရားနော်ကောင်းတဲ့ပစ္စည်းတစ်ခုကိုပေါ့နော်ဟိုဘာပဲပြောကို့အမကလည်းဟိုလေဟိုဘုံမှုကြောအငိမ့်စားပေါ့ဘာပဲပြောသူ့အနေနဲ့ဒီရှားဆောင်ကိုယူပြီးတော့သွားပေးတယ်ဆိုကြရမှာတော့ तू ပြောပြလိုက်လို့ तू တောက်ရင် तू ကူးတော့ပေါ့မတောက်ရင်လည်း तू သဘောဆိုတာနဲ့ तू ကယူသွားလိုက်တယ်တဲ့ကျမစကားကိုနားထောင်ပြီးတော့ယူသွားလိုက်ပြီးတော့မှ तू ကတောက်လိုက်တယ်တောက်လိုက်တော့ तू ကသူ့ရဲ့အသက်ကင်ဆာဒုတိယအဆင့်ကဘယ်လိုဖြစ်နေလဲဆိုတော့အဲ့တုန်းကသူ့ရဲ့လက်မြစ်က1000လက်မြစ်ရှိတယ်အဲ့ဒါကိုအမကသူ့ကိုရှင်းပြပြီးပြောပြပြီးမထူးလေကင်ဆာတောင်ဖြစ်နေပြီပဲကင်ဆာတောင်အဖြစ်သွားလို့ဒုတိယအဆင့်တောင်ရောက်သွားပြီပဲလို့နော်အဲ့တော့တောက်ပါမထူးဘူးမထူးစားခင်းလိုက်တော့ကင်ဆာဖြစ်မှတော့မထူးစားခင်းလိုက်တော့ဒါကိုတောက်ပါလို့ကောင်းကောင်းမွန်မွန်ပြောခဲ့လိုက်တယ်တဲ့ပြောခဲ့လိုက်ပြီးတော့နောက်ဒုတိယရက်မှာသူ့တငယ်ချင်းကကျမအမကိုဖုန်းပြန်ဆက်တယ်တငယ်ချင်းရေတဲ့ကျေးဇူးပြုပြီးတော့တဲ့ငါ့ကိုတဲ့ရှားဆောင်လေးတစ်ဖာလောက်ယူလာပေးပါတဲ့ဟဲအမအရန်အော်သွားတယ်ဘာဖြစ်လို့လဲပေါ့နော်ဆိုဟဲတဲ့ငါလေးတဲ့ဓာတ်ကင်ဖို့စောင့်နေတာတဲ့ဓာတ်ကင်ဖို့စောင့်နေတာကိုပထမချိန်တာ1000လက်မြစ်ရှိတယ်တဲ့နော်ဆရာဝန်တွေဆိုပိုသိတယ်နော်1000လက်မြစ်ရှိတယ်တဲ့အဲ့ဒါတောက်ပြီးတော့နောက်ထပ်2ရက်မှာအဲ့လိုချိန်လိုက်တဲ့အခါမှာအခုချက်ချင်းချိန်လိုက်လို့တိလာတဲ့အဖြေကြောင့်နေ့ကိုချက်ချင်းဖုန်းဆက်လိုက်တာတဲ့1000ကနေ1000လက်မြစ်ကနေပြီးတော့အခု350ပဲရှိတော့တယ်တဲ့စွမ်းတယ်နော်တကယ်ဖြစ်ရမှန်နော်မန္နာပြောရင်ချမ်းသာပါစေဖျားစုမိုးကျွတ်ပြစ်သေးပါစေမန္နာပြောတာမန်တဲ့ message ကိုကျမရဲ့ပီသူကိုမိတ်ဆွေများကိုကျမကိုချစ်တဲ့လူမိတ်ဆွေများကိုကျမရောချစ်တယ်အားလုံးကိုကျမမျှဝေချင်တာဘလောက်ထိစွမ်းတယ်လဲဆိုတာနော်ကိုယ့်ကိုချိန်ပြီးပြောတယ်နော်တစ္ဆာဆိုတယ်ဘလောက်ထိကောင်းတယ်ကဲကျမရဲ့မိတ်ဆွေများကျမကိုမေးတယ်ဒီရှားဆောင်ကိုဘလောက်ကြာအောင်တောက်ရမလဲတဲ့ဘလောက်မှမတောက်ရဘူးလဲပေါ့ကောင်းပြီကျမပြောမယ်ပေါ့ဟိုရှင်းပြတာနည်းနည်းတုတ်လေးဖြစ်သွားအောင်လို့နော်ကဲကျမကိုမေးတဲ့မေးခွန်းကိုကျမဖြေမယ်ဒီရှားဆောင်နဲ့ငါးစီကိုဘလောက်ကြာအောင်တောက်ရမလဲတဲ့ကဲကျမအသက်30နဲ့ပဲလာ